တခါတလေလဲကြတဲ့အခါဆိုတာရှိမှာပဲလေပြင်မရတဲ့အမားတွေလည်းလုံးမိခြင်းလုံးမိခဲ့မှာပဲမင်းမှာတော်တဲ့အပိုင်းတွေရှိတယ်လို့ညံ့သွားတဲ့အပိုင်းတွေလည်းရှိမှာပဲအရာရာတိုင်းမှာတော့ဘယ်သူမှမတော်နိုင်ကြပါဘူးဒါပေမဲ့မင်းဟာတန်မာနေဖို့လိုတယ်လဲကြတိုင်းပြန်ထားရမှာပဲဝမ်းနေနေလို့မရဘူးမင်းရှိရတဲ့သူကမင်းကိုထားခြင်းထားခဲ့မှာပဲတခါတလေလည်းအသေးကွဲခြင်းကွဲမှာပါပဲမင်းရုပ်ကစိုးခြင်းစိုးနေလိမ့်မယ်မင်းဟာဆင်းရဲခြင်းဆင်းရဲနေလိမ့်မယ်ဒါပေမဲ့မင်းဟာတန်မာနေဖို့လိုတယ်လူတွေကမင်းကိုအပြစ်တွေဘယ်လောက်ပဲပြောပြောလူတွေကမင်းကိုဘယ်လောက်ပဲနှိမ်နှိမ်အခုချိန်မှာမင်းဘယ်လောက်ပဲနာကျင်နေပါစေမင်းလျှောက်ရမယ့်လမ်းကိုတော့ဆက်သွားရမှာပဲလေတချို့လူတွေရဲ့အမြင်တွေဝေဖန်မှုတွေကိုဂရုမစိုက်ပါနဲ့သူတို့တွေကမင်းကြုံခဲ့ရတဲ့အခက်အခဲတွေနာကျင်မှုတွေမင်းလဲချခဲ့ရတာတွေကိုမသိကြပါဘူးသူတို့တွေကမင်းဘဝကိုမပြောင်းလဲနိုင်ပါဘူးမင်းဘဝကိုမင်းကိုယ်တိုင်ပြောင်းလဲပြရမှာမင်းရဲ့တန်ဖိုးကိုမင်းဘာလုပ်နိုင်လဲဆိုတာကိုပဲကြည့်ပြီးဆုံးဖြတ်ကြမှာတန်ဖိုးရှိတဲ့အရာတွေကိုမင်းလုပ်နိုင်ရင်မင်းတန်ဖိုးဟာလည်းအလိုလိုမြင့်လာမှာပါပဲဒါကြောင့်မင်းဟာတန်မာနေဖို့လိုတယ်